21ရာစုရဲ့အကောင်းဆုံးဘောလုံးသမား3ဦးဒီဘက်ခေတ်မှာကမ္ဘာအကောင်းဆုံးဘောလုံးသမားကဘယ်သူလဲဆိုတာကိုအတိအကျသတ်မှတ်ရတာကအတော်လေးခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာအကောင်းဆုံးကစားသမားတွေကအရေးအတွက်ရအတော်ကိုများပြားကြလို့ပါ။ဒါပေမဲ့လွန်ခဲ့တဲ့10စုနှစ်တွေမှာတော့ကမ္ဘာအကောင်းဆုံးကစားသမားတွေကဘယ်သူလဲဆိုတာကိုအတိအကျသတ်မှတ်လို့ရခဲ့ပါတယ်။အဲ့ဒီထဲမှာရိုနယ်ဒိုနဲ့မက်ဆီတို့ကအထိတ်ဆုံးကနေပါဝင်ခဲ့ပါတယ်။ကဲဒီကနေ့မှာဆိုရင်တော့တမိုင်းတွေက21ရာစုရဲ့အကောင်းဆုံးဘောလုံးသမား3ဦးကိုပြောပြပေးသွားပါမယ်။နံပါတ်3နေမာကတော့သူ့ရဲ့တကူတော် scale တွေကြောင့်ကမ္ဘာဘောလုံးလောကမှာအတော်လေးကိုကြော်ကြားခဲ့ပါတယ်။ဥရောပထိပ်သီးလိဂ်တွေမှာသူကစားခဲ့စဉ်တုန်းကအလင်အခေါက်ပြခွက်တွေမှာသူ့ကိုရှင်နိုင်တဲ့ကစားသမားဆိုတာခက်ရှားပါပဲ။နေမာကစူဖလားအောင်မြင်မှုတွေမှာအထင်ကြီးလောက်စရာကောင်းအောင်မခန်းထားပေမဲ့အလင်အခေါက်နဲ့တကူတော်အောင်မြင်မှုမှာတော့အတော်ကိုကြော်ကြားခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်။ဒါပေမဲ့သူ့ရှေ့မှာဒီနေ့အချိန်ထိအကောင်းဆုံးဖြစ်နေစေဖြစ်တဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့ကတပြေးတည်းဖြစ်နေတဲ့အတွက်နေမာအနေနဲ့အောင်မြင်မှုအပိုင်းမှာတော့ရိုနယ်ဒိုနဲ့မက်ဆီတို့ကိုမကြော်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဘလွန်ဒီအော်စုမရခဲ့တဲ့နေမာကိုပရိသတ်တွေကသူ့အနေထားကြီးနဲ့မဖြစ်ထွန်းရကောင်းလားဆိုပြီးတော့ယူကျုံမရဖြစ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့ကသာမကြော်နိုင်ခဲ့တာကြံတဲ့ကစားသမားတွေအားလုံးထက်တော့နေမာကတာနေစေဖြစ်ပါတယ်။ဒါကြောင့်နေမာကိုပရိသတ်တွေကဘယင်မဖြစ်ခဲ့တဲ့အင်ရှင်မင်းသားဆိုပြီးတော့နာမည်ပေးထားကြပါတယ်။ဒါပေမဲ့ဘောလုံးလောကမှာဘယင်မဖြစ်ခဲ့တဲ့နေမာက21ရာစုရဲ့တတိယအကောင်းဆုံးကစားသမားအဖြစ်နဲ့တော့ဘဝကိုအနိုင်ပိုင်းနိုင်ခဲ့ပါတယ်။နံပါတ်2နေရာမှာရှိနေတဲ့ကစားသမားကတော့ခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။ရိုနယ်ဒိုကတော့ဒီဘက်ခေတ်21ရာစုရဲ့ဒုတိယအကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရသူပါ။ဒီဘက်ခေတ်ဘောလုံးလောကမှာသူ့ရဲ့စူးစမ်းမှုကိုမီးတဲ့ကစားသမားရဲ့လို့မရှိသေးပါဘူး။ပါရမီအခမ်းမရှိတာကိုစူးစမ်းပြီးဖြစ်အောင်လုပ်ပြထားတဲ့စူးစမ်းမှုရဲ့ပြရောက်တစ်ခုလည်းဖြစ်ပါတယ်။စီကံကောင်းလွန်းသူစိတ်သက်ပြင်းပြထက်သန်လွန်းသူစံချိန်တွေရဲ့အရှင်သခင်ဆိုပြီးလဲလူသိများပါတယ်။သူ့ရဲ့အနေထားကိုမိဖို့ဆိုရင်ဒီနေ့ခေတ်ဘောလုံးသမားတွေအနေနဲ့နှစ်20လောက်ဇက်တိုက်စူးစမ်းရင်တော့မိနိုင်ဖို့မလွယ်ပါဘူး။မက်ဆီပြီးရင်ဘောလုံးသမားရဲ့အကောင်းဆုံးသောကစားသမားကြီးဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်ရိုနယ်ဒိုကတော့ရိုနယ်ဒိုပါပဲ။မက်ဆီကလွယ်ရင်သူ့ကိုဘယ်သူမှရှင်းပြိုင်လို့မရနိုင်ပါဘူး။နံပါတ်1 21ရာစုရဲ့အကောင်းဆုံးကစားသမားကြီးကတော့လီယိုနယ်မက်ဆီပါ။မက်ဆီကိုတော့ဒီသက်ဘယ်ဘောလုံးကစားသမားကမှလိုက်မိနိုင်မယ်မထင်ပါဘူး။ဖျားပေးတဲ့လက်ဆောင်အဖြစ်အမွှန်းတင်ခံထားရပြီးတမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားတူအဖြစ်လည်းကြော်ကြားပါတယ်။မက်ဆီရဲ့ပါရမီကိုလိုက်မိဖို့ဆိုတာမလွယ်ပါဘူး။ဖြစ်လည်းမဖြစ်နိုင်ပါဘူး။တမိုင်းတစ်လျှောက်စူးစမ်းလုံးနဲ့ရိုနယ်ဒိုတောင်မက်ဆီကိုမိဖို့ဆိုတာမလွယ်တော့ပါဘူး။မက်ဆီကသူ့ဘဝမှာမရဘူးတဲ့စူပလာဆိုတာလည်းမရှိတော့ပါဘူး။သူ့လိုလဲတမိုင်းတွေကဘယ်ဘောလုံးသမားကမှမလုပ်ပြနိုင်ပါဘူး။ဒါကြောင့်မက်ဆီကတော့မက်ဆီပါပဲ။မက်ဆီကိုရိုနယ်ဒိုကလွယ်ပြီးတခြားကစားသမားတွေနဲ့ရှင်းမယ်ဆိုရင်တော့အဲ့ဒီရှင်းတဲ့သူကယူနေလို့ပါ။ဒါပေမဲ့အမှန်တိုင်းပြောရရင်မက်ဆီကမ္ဘာဖလားရပြီးတဲ့နောက်ပိုင်းသူနဲ့ရှင်လို့ရတဲ့ရိုနယ်ဒိုတောင်မှသူ့ကိုမိဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ။ဒါကြောင့်မက်ဆီက21ရာစုရဲ့အကောင်းဆုံးသောကစားသမားကြီးလည်းဖြစ်တယ်လို့တမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသောကစားသမားကြီးလည်းဖြစ်ပါတယ်။မက်ဆီကိုရှင်းမယ်ဆိုရင်သူ့ရဲ့အလိန်ခောက်တွေအတိုင်းပဲအရင်လုပ်ကြည့်လိုက်ပါ။ကမ္ဘာဖလားနဲ့ဥရောပထိပ်တိုင်းစူဖလားတွေကိုမယူပြပါနဲ့အောင်။အလိန်ခောက်တွေကိုပဲအရင်ရှင်းနိုင်အောင်လုပ်ကြည့်ပါ။အဲ့လိုပါပဲ။တမိုင်းတစ်လျှောက်အများဆုံးသွင်းကိုစံချိန်ကိုခဏထားပါအောင်။ရိုနယ်ဒိုကိုရှင်းမယ်ဆိုရင်သူစူးစမ်းတဲ့အတိုင်းလိုက်စူးစမ်းကြည့်ပါ။နေမာနဲ့ရှင်းမယ်ဆိုရင်လည်းနေမာရဲ့အလိန်ခောက်တွေအတိုင်းအရင်လိုက်လုပ်ကြည့်ပါ။သူ့ရဲ့အောင်မြင်မှုကိုခဏထားပါအောင်